လာတဲ့ကိစ္စကိုလည်းလှုပ်ပေးပါမေပါပေးပါလို့ပြောနေတဲ့ပွင့်နေဒီမှာနှစ်စန်းတရက်နေ့ကလှုပ်ပေးလိုက်တဲ့လွန်ငင်းချမ်းသာခွင်ထဲမှာမော်ဘီဆက်တော်မှာမိမရဲ့ခေါင်းကိုဖြတ်ပြီးတော့တိုင်လာပြီးတော့အဲ့ခေါင်းကြီးနဲ့လမ်းပေါ်မှာရှောက်သွားတဲ့လူတယောက်အားလုံးပဲမင်္ဂလာပါရွှေ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းချမ်းသာကြပါစေဗျဟုတ်ကဲ့ခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့လက်ညှိုးညိုမတွေပါဖက်စစ်ဘလူးကိုတော့ပြည့်ရှင်းထုံမာအင်းကြီးညာဒေါ်လာငါသဘုံထအောင်ကြပါအနာရှင်စနစ်ပြေကိုအမြန်သာအမြင့်ဖြုတ်ပါရန်သူထုံမီကိုကြည်ကြံထားရင်ပါကြလိမ့်မယ်အနာရှင်စနစ်ပြေကိုအမြန်သာအမြင့်ဖြုတ်ပါရန်သူထုံမီကိုကြည်ကြံထားရင်ပါကြလိမ့်မယ်ပရိယေကျွေးလုံးလာမှုဖြောမတွေးကြရင်မှားရင်လားရန်သူဟာရန်သူပိတာရာအောင်လံဝေကြွားနိုင်ဖို့ရာကြည်လက်မတစ်စင်လူကြီးချီပါဂရီကရာသက်ွယ်ပေါင်းတပေါင်းစုလို့ညီညွတ်စီပါချိတ်ဆက်ထိုင်နေညီညာနိုင်ငံတိုင်းပြည်တို့ရွာသွမြောက်ချင်းစေစုမှုတိုင်းစွာလူလူတွေအင်းအားနဲ့ဖရွေပြည်တော်စုဖွဲ့ထားမယ်ဟာအနာဂတ်ပြည်လာဖို့ညာဖက်စစ်ကိုတော့မြုပ်နှံရပြီဟာမီးလောင်ပြင်းတဲ့ကခွေးယူးကိုတော်လန်တိုက်ထုတ်နေတဲ့နှစ်ပါးသွားလေးဗျအားလုံးပဲဒီရုပ်တံလေးကိုကြည့်ပြီးခွန်အားတွေယူကြပါဆက်လက်ကျွန်တော်တို့တိုက်ပွဲဝင်အောင်ဗျဇူလိုင်လကုန်နောက်ဆုံးထားမဆွေးနေရင် PDF နဲ့ EAO တွေကိုလှုပ်တင်တာလုပ်မယ်လို့အမေရိကန်အတူရောင်သမ္မတမင်းအောင်လှိုင်ကပြောကြားလာပါတယ်အတူရောင်သမ္မတမင်းအောင်လှိုင်ကသူ့ရဲ့ရပ်ပေါင်း100စီမံကိန်းအကြောင်းပြောရင်းနဲ့ PDF တွေရော NCA လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါလာမယ့်ဇူလိုင်31ရက်နောက်ဆုံးထားပြီးဆွေးနွေးဖို့ပြောင်းကျကျချိန်ချောက်လိုက်ပါတယ်အကယ်၍အဲ့ဒီရဲ့အတွင်းမလာဘူးဆိုရင်တော့နိုင်ငံတော်အနေနဲ့လှုပ်တင်လှုပ်ထိုက်တာတွေကိုလှုပ်ရလိမ့်မယ်ဆိုပြီးပြောဆိုခဲ့တာစေအရာအထိနာနေတဲ့စစ်ကောင်စီကအကြက်ကင်မွန်စ조사တာဖြစ်တယ်လို့တိုင်းပြည်ကိုစစ်မီးပိုတောက်လာအောင်လှုပ်လိုက်တာပဲဖြစ်ပါတယ်ပြည်သူတွေအလူးလေးခံနေရတဲ့ကုန်စည်နှုန်းကြီးမြင့်မှုနဲ့ပတ်သက်လို့လည်းမင်းအောင်လှိုင်ကသူ့ရဲ့စစ်ကော်မရှင်ကြောင့်ဖြစ်နေတဲ့လမ်းကြောင်းပိတ်ဆို့မှုတွေကိုဖုံးကွယ်ပြီးဒေသခံတွေရဲ့စနစ်မကျတဲ့ဝေးမြူရေးကြောင့်သာဖြစ်ရတာပါဆိုပြီးအပြစ်ပုံချသွားပါတယ်ဒေသတွင်ထွက်တဲ့ကုန်ကျန်းတွေကိုအသုံးမချနိုင်လို့ထုတ်လုပ်မှုစေတက်နေရပါလို့ဆိုကကုန်စည်နှုန်းတက်ရတဲ့တရားခံဟာသူတို့မဟုတ်ပဲပြည်သူတွေကြောက်တာဖြစ်တဲ့အောင်သမိုင်းလိန်တွေကိုထပ်ပြီးဖြန့်ချီခဲ့တာပါဒါအပြင်နိုင်ငံတကာနဲ့ရင်မောင်တမ်းမဲ့ digital kit ကိုပေါ်ဆောင်မယ်လို့မိခွန်းထဲမှာပြောသွားခဲ့ပေမဲ့လက်တွေ့မှာတော့ internet ဖြတ်တောက်တာတွေ VPN သုံးတဲ့သူတွေကိုဖမ်းဆီးတာတွေနဲ့ဤပညာကဏ္ဍကိုသူတို့ကိုယ်တိုင်ပဲဖျက်ဆီးနေတာပါကဲကြားတဲ့အတိုင်းပဲဒါကတော့မအားလာကျင်စုကရက်တရာတွင်သူမသေးခင်ခွေးကျင်ကြံသွားတယ်ဆိုတဲ့သဘောပေါ့နော်ကြံသွားမယ်ဆိုတဲ့သဘောရက်တရာရောခမရနေရအောင်ပါလားငွေဘူးပြောသူတဘွားဆန်လေးကအသက်ဆိုးတော့ရှိတယ်ဗျမင်္ဂလာပါလို့စကားလေးပြောခြင်းလို့ဘာပြောခြင်းတာလဲဆိုမတရားမှုเนาะမတရားမှုတစ်ခုအကြောင်းကိုပြောခြင်းလို့เนาะအမေစုမတရားမှုတစ်ခုအကြောင်းကိုပြောမယ်ပြီးတော့အမေစုနဲ့ပတ်သက်တဲ့အကြောင်းရင်ပြောမယ်အမေစုက
နော်အမေစုနဲ့ပတ်သက်တဲ့အပြင်မှာအခုထွက်နေတဲ့သတင်းတွေကကောလာဟာလာတွေပါနော်တကယ် NND ဘဟိုအလုတ်အမှုဆောင်အဖွဲ့ရတော့အမေစုနဲ့ပတ်သက်တဲ့သတင်းဘာမှမရသေးပါဘူးနောက်ဆုံးအခုလက်ရှိအမေစုရဲ့သားနော်ကင်ကိုရိုင်ယာကိုသူ့အမေရှိမှရှိပါသေးရဲ့လားနော်ဆိုပြီးတော့တွေးဝင်လဲတောင်းထားပါတယ်တက်သေးတစ်ခုခုလဲတောင်းထားပါတယ်နော်အခုအမေစုနေအကျယ်ချုပ်ရောက်ပြီးတော့ဟိုလိုဒီလိုလို့စိုက်ဝါးတွေပါနော်ဟိုဘက်ကလွှင့်နေတဲ့သတင်းတွေပါအဲ့ဒါတွေကိုမယုံကြပါနဲ့ line ပေါ်မှာကြည့်ပြီးအမေစုကဘယ်ကိုမှမရောက်သေးပါဘူးအခုချိန်ထိအမေစုသတင်းအတိအကျဘာတစ်ခုမှမရသေးပါဘူးနော်အဲ့ဒါလေးကိုအဓိကထားပြီးပြောချင်တယ်နောက်တစ်ခုကတော့မတရားအမှုတစ်ခုအကြောင်းနော်ဟိုနေ့ကလူငင်းချမ်းသာခွင်ထဲမှာပါလာတဲ့လူတစ်ယောက်ပေါ့နော်လူငင်းချမ်းသာခွင်ထဲမှာပါလာတဲ့လူတစ်ယောက်အားလုံးပဲမှတ်မိသေးရဲ့လားမှော်ပြီးဆက်တော်နော်မှော်ပြီးဆက်တော်မှာမိန်းမရဲ့ခေါင်းကိုဖြတ်ပြီးတော့လမ်းပေါ်ကင်လာပြီးတော့အဲ့ခေါင်းကြီးနဲ့လမ်းပေါ်မှာရှောက်သွားတယ်လူတစ်ယောက်ကိုအားလုံးမှတ်မိကြသေးမယ်ထင်တယ်နော်အေးအဲ့အမှုဟာဖြစ်ခဲ့တာလာပိုင်းလေးပဲရှိသေးတယ်နော်အဲ့ဒီလူကိုလည်းတေတံပေးထားတယ်နော်တေတံချမှတ်ထားတယ်ဒါပေမဲ့နှစ်စန်းတရက်နေ့ကလှုပ်ပေးလိုက်တဲ့လူငင်းချမ်းသာခွင်ထဲမှာအဲ့လူပါလာပါတယ်နော်မြန်မာနိုင်ငံရဲ့ဥပဒေရဲ့အထက်မှာလက်ပေးလက်ယူရှိသေးတယ်နော်ဒါကလက်မထိုးထားပဲပတ်စံမထိုးထားပဲနဲ့ဒီလိုလွတ်လာစရာဘာအကြောင်းမှမရှိဘူးနောက်ဆုံးသေတံချမှတ်ထားတယ်ဆိုရင်တော့မှပြစ်ဒဏ်ရှော့ပေါ့ပေးမယ်ဆိုရင်တော့နောက်ဆုံးထောင်ဒဏ်လိုမျိုးလာရမယ်နိုင်ငံရေးအကျဉ်းသားတွေတော့မနိုင်နဲ့နိုင်ငံရေးအကျဉ်းသားတွေကသူတို့ကလိုအပ်လို့နော်တသက်တကြွကြာတာသူတို့လိုအပ်လို့သူတို့အသုံးချဖို့အတွက်လှုပ်ပေးလိုက်တာနိုင်ငံရေးအကျဉ်းသားတွေလည်းမရှင်နဲ့နော်အခုလှုပ်ပေးလိုက်တဲ့ကိစ္စမှာလည်းနိုင်ငံရေးအယောက်4000လှုပ်ပေးမယ်ဆိုပြီးတကယ်လှုပ်ပေးတော့2600ကျော်ပဲလှုပ်ပေးတယ်နော်2600ကျော်ပဲလှုပ်ပေးပြီးတော့နိုင်ငံရေးအကျဉ်းသားတွေ280ပဲပါပါတယ်ကြံတာခိုးဆိုးလူနိုင်တဲ့အခုလိုလူသားသမားတွေကိုလှုပ်ပေးလိုက်တာပါနော်အဲ့တော့အာဏာယူအုပ်ချုပ်တဲ့တိုင်းပြည်မှာနော်ဥပဒေကအစတွေကဒီဥပဒေရလဲဥပဒေရဲ့အထက်မှာငွေကြေးနဲ့အာဏာနဲ့လက်ပေးလက်ယူပဲရှိတယ်နော်အရင်ကခစ်စားလာတာအခုခစ်ပြက်နေတဲ့အချိန်မှာပိုဆိုးသွားပြီနော်ပိုဆိုးသွားပြီစဉ်းစားကြည့်မနေ့က Facebook ကိုကြည့်မှာအဲ့ဒီဟိုအသက်ခံလိုက်ရတဲ့ညီမလေးအဲ့တဲလှုပ်ရဲ့အမတင်ထားတော့မှကိုတွေလဲတွေးလိုက်တာသူတို့နင့်နာသူတွေဘက်ကနော်ဘလောက်တောင်မှရှင်းနာမလဲဘလောက်တောင်မှရှင်းနာမလဲကိုညမကိုရဲဆက်ဒီလိုလှုပ်သွားတဲ့လူကနော်လာပိုင်းလေးလောက်ပဲထောင်ကြပြီးတော့လာပိုင်းလေးလောက်ပဲထောင်ကြပြီးတော့လက်ပေးလက်ယူလုပ်ပြီးတော့ဒါပတ်စံမထိုးဘဲနဲ့လွတ်လာစရာဘာအကြောင်းမှမရှိဘူးလူငင်းချမ်းသာဝင်နဲ့လွတ်လာတယ်ဆိုတော့ဒါနင့်နာသူတွေဘက်ကဘယ်လောက်ထိခံပြင်းမလဲစဉ်းစားကြည့်လိုက်လေအဲ့တော့မြန်မာနိုင်ငံသူနိုင်ငံသားများသတိထားပါနော်မြန်မာနိုင်ငံရဲ့ဥပဒေဒီနော်ငွေများတရားနိုင်ဆိုတဲ့ခေတ်ကအခုမှပိုဆိုးလာတာနော်ဒါဒီလူငင်းချမ်းသာဝင်ထဲမှာဒီလူပါလာတဲ့ပုံစံရဲ့နောက်ွယ်မှာမရိုးသားမှုတွေအများကြီးရှိပါတယ်เนาะမရိုးသားမှုတွေအများကြီးရှိတယ်เนาะဒီကိစ္စကိုလည်းအကုန်လုံးเนาะစပီအောင်လုပ်ပေးဖို့လိုပါတယ်เนาะနင့်နာသူတွေဘက်ကတော်တော်ကြီးကိုနင့်နာပါတယ်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေအဆအဆရတတိထားပါလူငင်းချမ်းသာဝင်နဲ့လှုပ်ပေးတယ်နဲ့เนาะဟိုနိုင်ဟိုဘယ်လိုလဲနာမည်ကောင်းရအောင်လို့သာเนาะလူချဲ့သူချေမှာလှုပ်ပေးနေတာအဲ့လှုပ်ပေးတဲ့အထဲမှာတကယ်နိုင်ငံရေးအကျဉ်းသားအနေငယ်ပဲပါတာပါနော်နိုင်ငံရေးကျင်းသားအနေငယ်ပဲပါတာပါတကယ်ကိုနိုင်ငံကိုနော်ဒုက္ခပေးဖို့အတွက်မူရစေဝါခိုးဆိုးလူနိုင်နဲ့နော်မှွေဖို့ပြည်သူတွေကိုလူဒုက္ခစိတ်ဒုက္ခပေးဖို့နော်လူဆိုးတခိုးကပိုင်းနိုင်အဲ့လိုလူသက်သမားအဲ့လိုလူမျိုးတွေကိုပဲအများဆုံးလှုပ်ပေးလိုက်တာပါအဲ့တော့မြန်မာပြည်သူပြည်သားများအနေနဲ့စရတတိထားကြပါကိုအိမ်ကိုရာကိုပစ္စည်းနော်အဆရလုံကြုံအောင်တိမ့်ဆဲထားကြပါဂရုစိုက်ကြပါအသွားလာအနေထိုင်အပြောဆိုကအစနော်ခေတ်ကာလကခေတ်ကိုမပြက်အောင်ဖြက်စီးနေတဲ့လူတတိုက်ရှိနေတဲ့အတွက်ကိုနော်အဆရတတိထားကြပါလို့မှားခြင်းပါတယ်နော်အခုကအဲ့ဒီမတရားမှုကိစ္စကိုလာပြီးတော့ပြောပြတာနော်တော်တော်ကိုမတရားတဲ့ကိစ္စနော်ထောင်ဒဏ်တသက်တကြွကြမယ်ကြတယ်ဆိုလဲတခြားပြည်တံနဲ့ရှော့ပေါ်ပြီးတော့ပေးလိုက်ပေါ့အခုတော့လူငင်းချမ်းသာဝင်နဲ့လွတ်တယ်ဆိုတော့နော်နင့်နာသူတွေဘက်ကတော်တော်နင့်နာပါတယ်နော်အဲ့တော့ပြည်သူတွေစရတတိထားရအောင်လို့လာပြီးတော့ပြောပြတာပါ
ကဲဒါကတော့ကြားတဲ့အတိုင်းပဲကျွန်တော်တို့ပြည်သူတွေအဆအဆအရာရာ queue site ပါလွန်ငိမ့်2000ကျော်เนาะအစွန်းအတွက်4000ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားမပါဘူးခိုးဆိုးလှူနဲ့မိမလဲကိုပြီးလမ်းလဲကောင်မှာဆွဲပြနေတဲ့အကောင့်ကို3-4လလောက်ပဲထောင်ချပြီးလွန်ငိမ့်မှာလွှတ်ပေးလိုက်တယ်အဲ့တော့ပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့ပြည်သူတွေအထူး queue site ပါခိုးဆိုးလူနိုင်တွေအားလုံးကထောင်ထဲမှာမရှိတော့ဘူးအပြင်ကိုရှောက်လာပြီသွားသတိစားသတိနဲ့နေကြပါဗျ NLD အစိုးရလက်ထက်တုန်းကကစွေးတစ်စီး300တဲ့ပြီးလို့ရှိရင်ဒေါ်လာဈေး1400ဖြစ်တော့လို့လောက်ကြပါအောင်ပြောနေတဲ့ဖိုးတောက်ကြားနော်ဟိုမှာအကယ်ဒမီဘွဲ့တက်လည်းမမေပါနော်နိုင်ငံရေးလူမှုရေးမှာလည်းမမေပါမမေအရင်တော်ပါတယ်မမေအရင်တက်ပါတယ်ဟိုနေရာမှာလည်းပါချင်ဒီနေရာလည်းပါချင်အောင်ရှော့ပြီးမှမင်းမလာတဲ့ကိစ္စကိုလည်းလုပ်ပေးပါမမေပါပေးပါလို့ပြောနေတဲ့ပွင့်နေဒီမှာအခုလူတွေကဘယ်ရောက်သွားပြီလဲဘာလို့ရေငုံတော့ပိတ်နေကြလေလို့သိလားဒါဆိုငါတို့ကဝေဖန်လို့မရတာရပါတယ်နော်ဒေါ်ဆန်းစုကြည်ကမဖန်ကြိုက်တယ်လို့ပြောလို့ရတဲ့အခါနဲ့နေဘပေါ့တော့မပြောရလို့ရှိတော့အဲ့ဒီပတ်စံကလည်းတွေ့ပြီလားမတော့အဲ့ဒီကောင် political တန်းတော့ဝင်လာပြီစင်ငါပတ်စံနဲ့တွေ့ပြီတော့နော်ဝေဖန်နေဆိုလို့ရှိရင်လည်းသိလားဝေဖန်ရင်တက်ခက်သမားဆိုလို့ရှိရင်တော့မြင့်မြတ်တတော့လုပ်ပေးရမှာပဲလေနော်နေဘပေါ့တော့တောင်ချိတယ်ကုတ်ပြီးမှကြောက်လိုက်တာနော်အေးအခုတော့စီတန်းစီနေရလို့မအားတော့လားနေဘပေါ့မိုးပွားရှူကြလို့လုပ်ပေးလို့စိန်နဲ့နှက်နေရလားသိလားလို့မင်းနင်တို့လိုမင်းသားမင်းတွေရလေမြန်မာပြည်မှာပဲလှုပ်ဆောင်လို့ရတာမြန်မာပြည်မှာတော့မှ TikTok ထဲမှာလေတန်းလောက်ရှိနေတသိန်းလောက် follower ရှိနေမင်းသားလှုပ်ဆောင်လို့ရပြီဒီနိုင်ငံမှာလေမရဘူးเนาะ perfect ဖြစ်နေမှာပဲเนาะတိုက်တဲ့နေရာမှာတိုက်တဲ့ကဏ္ဍမှာ perfect ဖြစ်နေမှာပဲမင်းသားလှုပ်ဆောင်လို့ရတာနားလည်မလားအေးအဲ့လိုပြောချင်တာပါเนาะဒီလိုမှာစင်ကာပူထိုင်းမှာသွားကြည့်လေ Hi sir no respect esprit good morning ဘယ်တော့မှဒီလိုထောက်စောက်ကိုပြောနေမှာမဟုတ်နားလည်မလားမြန်မာပြည်မှာလှုပ်ဆောင်လို့ရရလေအရန်ကောင်းတယ်လေအေးနော်ညီတို့တွေကြောက်တယ်အခုကစုံတစည်းဘလောက်ဖြစ်သွားပြီလေနေဒေါ်လာဈေးဘလောက်ဖြစ်သွားပြီလေမောင်ခိုဈေးနဲ့အပြားဈေးမတူဘူးနော်အဲ့ဒါပြောချင်တာညီတို့ကိုမျက်စိရှိမှမြင်နေတဲ့တားတယ်ဘာလို့မပြောကြလဲထို့ကလေပြောလေညီတို့ပြောထားတဲ့ညီတို့မမြင်သေးတယ်မလားအခု screenshot လုပ်ပြအများကြီးကစီလာပို့ကြတွေးလို့လေသိတယ်မလားစောက်မီကတ်လို့ငါလာပြောတာနားလည်မလားအဲ့လိုပြောချင်ညီတို့ကဘာလောကလူသားတွေရလေနည်းနည်းကောင်းပြလို့ရှိရင်ခေါင်းပေါ်မှာတက်ချီးပါခြင်းတဲ့လူတွေပဲအေးနော်ဝေဖန်ရင်တမဆိုပက်ပက်တတဝေဖန်နော်ဟိုအစိုးရမှာလည်းတက်လာလို့ဝေဖန်ဒီအစိုးရတွေ့လို့ရှိရင်အားနဲ့ချက်တွေ့လို့ရှိရင်ဝေဖန်နော်အခုနေဘာမှမပြောရင်ကြအောင်မလားအေးနင်တို့အသက်ရွယ်ရဆိုလို့ရှိရင်တန်းရွှေသိန်းစိန်ချင်းညွှန်းတော့မြင်မှာပါနော်နန်းရှင်ကြည့်လေဒီမုတ်ဆိုမအုတ်ချုပ်ရတဲ့ချင်းနဲ့ယောက်ျားရင်းမှာအုတ်ချုပ်တဲ့ချင်းဘလို့ဖြစ်သွားလဲဆိုတော့နန်းရှင်ကြည့်လေအေးနို့မင်းသားမင်းတွေလောက်တဲ့ငါစောက်ထင်ကြီးတဲ့ထဲမှာပေါင်းတော့ဖိုးတောက်ကြဆိုတော့စကားဆိုတော့တကားမှမကြောက်မကြည့်ဘူးငါလေအဲ့လိုမင်းသားမင်းတွေ crazy မဟုတ်ဘူးငါအဲ့တလူကြိုက်လို့ဆေးလို့ရတယ်ကြိုက်လို့ပြောလို့ရတယ်နော်အခုနေဘာအတွက်ငါလို့ဆိုလို့ရှိရင်အသက်ပါကုန်စွန့်ပြီးမှလေပိုင်ဆိုင်မအကုန်စွန့်မှဒီမှာနော်တကောင်ကျွတ်တဲ့ဆေးနေတာတက်ဆေးနေတာအဲ့လိုမျိုးငါကလေမနေ့တနေ့မှအာနာသိမ်းမှပဲလို့ဒီလို3-6ထောင်မှ live ပေါ်အာချေတဲ့တန်းစားမဟုတ်နော်နော်ပေါ်တာဆွေးခံရကြတဲ့ငါစစ်တပ်ကိုတေအောင်မုန်းတာငါရှေ့မှာလေငါတို့မိသားငါတို့ရွာခတဲ့တပ်ပြီးလက်ဆက်ဖြောက်ခဲ့တာအေးကချင်မိသားဆူဆူတက်ခံရတာငါတို့ကတိုင်းသားနေဆိုနေဖြားနေသူဆိုအတိဆုံးလေအဲ့ကြောင့်လို့နော်နေဘာဘာလို့ပြောကြလဲလို့ဘုံငုံနေရလို့မအားတော့လားလို့တိမဘုံပိသွားလို့လားလို့ ကဲဒါကတော့ပွင့်နေတီမောင်နဲ့ဖွတ်တောက်ကြကိုတဲ့စော်လိုက်တဲ့ကျွန်တော်တို့ရဲ့အမေသားအမေသမီးအဲ့လိုပဲပြောရမှာပေါ့တကယ်ဆောက်ရှက်မဲ့တာအခုဆောက်ဖို့ကျင်စိုးအုပ်ချုပ်နေလို့တိုင်းပြည်စုပ်ပြတ်တက်နေတာကြတော့ဒီတောင်စားတွေဘောလီငုံဘောလီမလို့မဆုံးဘူးတခွင်းမပြောရဲဘူးဇာရှိရင်ပြောလေပြောလဲပြောရမှာမဟုတ်ပါဘူးဗျာပြောရင်သိတယ်မလားတစ်သလုံးဘောမလာတဲ့ဇော်ဘောဟောင်းသွားလိုက်ပြီမင်းတို့တွေအားချောင်ခဲ့တာတွေအားလုံးဒီနေ့